အခုရောက်နေတာကတော့New York City ရဲ့ Fifth Avenue 48 နဲ့ 49th Street ကြားပေါ့နော် Oh my god, a lot of the Spring is the blooming Rockefeller Center then cheap It's a beautiful လာနေတော့ပါလာပါလိမ့်စင်လာတယ်မိုက်နေရောပဲ Oh my god ဒီနေရောမှာရတူတူကလည်းตายရတယ်ဆိုတော့ Oh ဒါမှထိုင်မှာဖုန်းကြီးတွေ Sorry I don't need it Is it gift or you're selling What's that Live မှာတစ်ခါတွေ့ဘူးတယ်အဲ့ဒီကိုဖုန်းကြီးတွေသူကအဲ့လိုပဲ tourist ရှိတဲ့နေရာတွေကိုလိုက်ပြီးတော့Fifth Avenue မှာလာလေတဲ့နိုင်ငံသားတွေများတယ်နိုင်ငံသားတွေများတဲ့ခါကျတော့သူကနိုင်ငံသားတွေကိုပတိတွေကြောက်တွေလက်ဆောင်ပေးတယ်လို့နဲ့ပြီးရင်ပတ်စံတောင်းအလကားပေးတယ်လို့နဲ့ blessing တွေပေးတယ်လို့နဲ့ပတ်စံတောင်းတာပေါ့နော်အဲ့လိုပေးရင်လက်ခံပါနဲ့တဲ့အားရမှာထားတွေ့ဘူးလေအခုကိုယ်တိုင်လာတွေ့တာပဲရှောင်းလင်းဘုန်းကြီးတွေတော်ရရပါကိုတို့မြန်မာဘုန်းကြီးတွေမဟုတ်လို့မြန်မာဘုန်းကြီးတွေဆိုတဲ့နာမည်ပြောက်မှာဒါတော့အရင်ရှေးကြတဲ့ချက်ကြောင်းယူတော့ချက်ကြောင်းနာမည်တော့မသိဘူး I don't know what's the name of the church man sorry ဟိုဘက်ကူပါပြီနာရန်လာရန်ကုန်ကမဟာဗန္ဓုလပန်းညံပြဟီမာနီလောချက်ကြောင်းရောက်တတိယပါပုံစံလည်းနည်းနည်းတူတယ်လို့ပဲမလမ်းဘေးဈေးတွေရှိတယ်ဆေးလေးကွင်းရတော့မရဘူးပေါ့နော်ဘာဂါတို့ sausage sandwich very beautiful this is a school bus well နိုင်ငံသားတွေတိတ်မရှိတော့ဒါတော့ 50th Street လမ်း50ရန်ကုန်ရဲ့လမ်း50 Wow, Louis Better Beautiful New York မြို့ကြီးကိုတဲ့ရောင်လေရောက်လာခဲ့တယ်မျက်လုံးလေးကလဲပါတယ်မေးအောင်ပါလမ်းဖြတ်ကူးလို့ဟာရတဲ့တန်ရိုက်ခံရတယ် I forgot the name and the lyrics of the song it's a very funny song you know the folklore you know came to the big city. This is Madison Avenue. I don't know where I'm heading to. Or Commerce Store. You know when there is pedestrian sign or Commerce Store. Beautiful, beautiful New York City. Welcome to New York.